မော်တော်ကားလောကမှာစူပါကားတွေဟိုက်ပါကားတွေအများကြီးရှိပါတယ်။ဒါပေမဲ့ဂျပန်နိုင်ငံကထွက်ရှိခဲ့ပြီးတန်းကြွယ်တထေးတွေရဲ့ဖာရာရီတွေလမ်ဘိုဂီနီတွေထက်တောင်ပိုပြီးလူကြိုက်များပိုပြီးတော့ရေပန်းစားခဲ့တဲ့တမဏိကြောက်စုကြီးတစ်ခုရှိပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပါဘူး။ JDM Japanese Domestic Market လောကရဲ့ဘရင်ကားချစ်သူတိုင်းရဲ့အိမ်မက်ဖြစ်တဲ့ Nissan Skyline GTR ရဲ့အာရတာတီးဖို့ပဲဖြစ်ပါတယ်။ဒီကားဟာရိုးရိုးကားတစ်စီးမဟုတ်ပါဘူး။သူဟာကမ္ဘာမော်တော်ကားသမိုင်းကိုပြောင်းလဲပစ်ခဲ့တဲ့နည်းပညာဘီလူးကြီးတစ်ကောင်ဖြစ်တယ်လို့လက်ရှိအချိန်မှာတာမန်တိုက်ခန်းတစ်ခန်းထက်တောင်ဈေးကြီးတဲ့အထိရှားပါသွားခဲ့တဲ့ကားမော်ဒယ်တစ်ခုဖြစ်ပါတယ်။ GTR အာတာတီဖိုးရဲ့သမိုင်းကိုအပြည့်အစုံသိဖို့ဆိုရင်ကျွန်တော်တို့1960ပြည့်လွန်နှစ်တွေစီကိုအချိန်ခရီးသွားရပါမယ်။မူလက Skyline ဆိုတဲ့ကားကိုထုတ်လုပ်ခဲ့တာဟာ Nissan ကုမ္ပဏီမဟုတ်ပါဘူး။ Prince Motor Company ဆိုတဲ့ကုမ္ပဏီကထုတ်လုပ်ခဲ့တာဖြစ်ပြီး1966ခုနှစ်ကျမှ Nissan ကအဲ့ဒီကုမ္ပဏီကိုဝယ်ယူခဲ့တာပါ။ Nissan လက်ထက်မှာပြိုင်ပွဲတွေနိုင်ဖို့အတွက် GTR Gran Turismo Racing ဆိုတဲ့နာမည်ကိုစတင်အသုံးပြုခဲ့ပါတယ်။တကယ် Higazilla ဆိုတဲ့ပွဲနာမည်ကြီးကိုစတင်ရရှိခဲ့တာကတော့1989ခုနှစ်မှာထွက်ခဲ့တဲ့ R32 GTR ကြောင့်ပါပဲ။ Australia နိုင်ငံကတိုးရင်းကားချန်ပီယံရှစ်ပြိုင်ပွဲတွေမှာရှိသမျှပြိုင်ဘက်ဟိုတန်းနဲ့ဖို့ကားတွေကိုအပြတ်သက်အနိုင်ပိုင်းပစ်ခဲ့လို့ Australia မော်တော်ကားမဂ္ဂဇင်းတွေကသူ့ကို Godzilla ဂျပန်နိုင်ငံကလာတဲ့ကြောက်စရာဘီလူးကြီးလို့အမည်ပေးခဲ့ကြပါတယ်။အဲ့ဒီနောက်အာတာတီမော်ဒယ်ထွက်လာခဲ့ပေမဲ့ကိုယ်တွေကနည်းနည်းကြီးပြီးလေးလံတဲ့အတွက်အဝေဖန်ခံခဲ့ရပါတယ်။ဒါကိုသိတဲ့ Nissan ရဲ့စွမ်းဆောင်ရည်မြင့်အင်ဂျင်နီယာချုပ်ကိုဆိုဝါတာနာဘီဟာအမားတွေကိုပြင်ဆင်ပြီးပြည့်စုံတဲ့ကားတစ်စီးဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒါနဲ့ပဲ1999ခုနှစ်ဇန်နဝါရီလမှာနောက်ဆုံးမျိုးဆက်ဖြစ်တဲ့မဟာဗျူဟာမြောက် Skyline GTR အာတာတီဘိုကိုကမ္ဘာအရှေ့ဘက်မှာဂုံယူဝင့်ကြွားစွာချပြခဲ့ပါတယ်။အာတာတီဘိုကိုကမ္ဘာပေါ်မှာအင်ဂျင်နေရာပိုင်းအစွမ်းအထက်ဆုံးကားလို့သတ်မှတ်ကြတဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့အတွင်းပိုင်းစက်ပစ္စည်းတွေကြောင့်ပါဒီအာတာတီဘိုမှာတော့အသေးဆွဲ RB26D ETT အင်ဂျင်ပါဝင်ပါတယ်သူက 2.6 လီတာ inline 6 စလင်ဒါ6လုံးတန်းဖြစ်ပြီးတာဘိုနှလုံးပါဝင်ပါတယ်အထူးခြားဆုံးကဒီအင်ဂျင်ရဲ့အင်ဂျင်ခွန်ကိုအလူမီနီယံနဲ့မလုပ်ဘဲတမဏိစစ်နဲ့လုပ်ထားတာပါဒါကြောင့်အင်ဂျင်ကစုပ်ပြတ်တတ်မသွားဘဲမြင်းကောင်ရီ1000ဟော့ပါဝါအထိအဆင့်မြင့်တင်မှုလုပ်ရင်တောင်အေးဆေးခံနိုင်ရရှိတာဖြစ်ပါတယ်။တရားဝင်ထုတ်ပြန်ချက်အရဂျပန်မော်တော်ကားထုတ်လုပ်သူများအသင်းရဲ့လူကြီးလူကောင်းသဘောတူညီချက် Gentleman's Agreement ကြောင့်ဒီကားကိုမြင်းကောင်ရီ280ဟော့ပါဝါပဲရှိပါတယ်လို့ကြေညာခဲ့ပေမဲ့တကယ်တမ်းစက်ရုံထွက် Dyno Test စမ်းကြည့်တဲ့အခါ320ကျော်အထိအသာလေးထွက်နေတာကိုတွေ့ရပါတယ်။ GTR အာတာတီဘိုမှာ Artesa ETS Pro စမတ်ကြတဲ့4ဘီးရဲ့စနစ်ပါဝင်ပါတယ်။ဒါဟာကမ္ဘာအဆင့်မြင့်ဆုံး AWD All-wheel drive စနစ်တစ်ခုပါရိုးရိုးလေးဘီးရဲ့ကားတွေလိုလေးဘီးစလုံးကိုတပြိုင်နက်အင်အားပေးတာမဟုတ်ပါဘူးကားရဲ့ကွန်ပျူတာကနေတစ်စက္ကန့်ကိုအကြိမ်100လောက်တွက်ချက်ပြီး꿰တဲ့အခါလမ်းချော်နေရင်အနောက်ဘီးကနေအရှေ့ဘီးစီကိုအင်အား90%အထိလိုအပ်တယ်လို့အလိုလျောက်ခွဲဝေပေးတာပါဒါကြောင့်ဘလောက်꿰ကောက်တဲ့လမ်းမျိုးမှာမလဲကတ္တရာလမ်းမှာကော်နဲ့ကတ်ထားတယ်လို့မရှိမပြတ်꿰နိုင်တာဖြစ်ပါတယ် Super Highgas လေးဘီးစလုံးစတီယာယင်စနစ်အာတာတီဘို꿰တဲ့အခါအရှေ့ဘီးတွေတင်မကပါဘူးအနောက်ဘီးတွေကပါအလိုလျောက်ဘယ်ညာ1ဒီဂရီဝန်းကျင်လိုက်꿰ပေးပါတယ်ဒါကြောင့်မြန်နှုန်းမြင့်꿰တဲ့အခါကားနောက်ပိုင်းကုန်းရုံးမသွားဘဲအရန်တည်ငြိမ်ပါတယ်ဒီလိုထိပ်တန်းနည်းပညာတွေပေါင်းစပ်ထားတဲ့အတွက်သူ့ရဲ့စွမ်းဆောင်ရည်ကဟာ0 to 100 km/h ကို 4.7 စက္ကန့်ဝန်းကျင်နဲ့ရောက်ရှိပြီးအမြင့်ဆုံးမြန်နှုန်း250 km/h ရှိပါတယ်ဒီအမြန်နှုန်းဟာ electronic စနစ်ဖြင့်ကန့်သက်ထားတဲ့အရှိန်ဖြစ်ပါတယ်ဒါပေမဲ့ကန့်သက်ချက်ကိုဖြုတ်လိုက်ရင်တော့တာမန်အတိုင်း300အထက်ကိုအေးဆေးမောင်းနေနိုင်ပါတယ်သူကအရှိန်အပြင်꿰 handling ဘိုင်းမှာကမ္ဘာအကောင်းဆုံးမှုဂျာမနီနိုင်ငံကကမ္ဘာအကြံအစုံ Nürburgring Track ထဲမှာစံချိန်တင်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ Nissan ဟာအာတာတီဘိုတက်တန်းတစ်လျှောက်လုံးမှာစွမ်းဆောင်ရည်ပိုမြင့်ထားတဲ့အထူးမော်ဒယ်ခွဲတွေအများကြီးထုတ်ခဲ့ပါတယ်။ V-Spec Victory Specification လေခွန်အားထိန်းစနစ်ပိုကောင်းအောင်အောက်ပိုင်းတွေကိုကာဗွန်ဖိုင်ဘာနဲ့ပိတ်ပေးထားတဲ့မော်ဒယ်ပါ။ Aspect တက်တောင့်တက်တာပိုရှိအောင်တိုက်ရည်ထိုင်ကုန်တွေနဲ့ Shock Absorber တွေကိုပိုပျော့ပြောင်းအောင်လုပ်ထားတာပါ။ဇီကျွန်းကို2003ခုနှစ်မှာအာတာတီဘိုထုတ်လုပ်မှုရပ်နားပြီးနောက်2005ခုနှစ်မှာ Nissan ရဲ့ Racing ဌာနဖြစ်တဲ့ Nismo ကနေဒေါ်လာသိန်းချီအကုန်ကျခံပြီးအကောင်းဆုံးအသုံးခံအာတာတီဘိုအဟောင်းအစီး20ကိုလိုက်ဝယ်ခဲ့ပါတယ်ပြီးတော့အင်ဂျင်ကို 2.8 ထိချဲ့ပြီးမြင်းကောင်ရည်ကိုလည်း900ဟော့ပါဝါအထိတိုးမြင့်ပြီးလက်နဲ့ပဲတီးတန့်ပြန်လဲမွမ်းမံထုတ်လုပ်ခဲ့ပါတယ်ကမ္ဘာပေါ်မှာ19စီးပဲရှိတဲ့အတွက်ဒီစီကျွန်းဟာလက်ရှိအချိန်မှာကားစုဆောင်းသူတွေကြားအဖိုးတန်ယတနာဖြစ်လို့နေပါပြီအခုချိန်ကြည့်နောက်နှစ်ပေါင်း50ကြည့်အာတာတီဘိုရဲ့ဒီဇိုင်းကဘယ်တော့မှရိုးမသွားပါဘူးသူ့ရဲ့အရှိမျက်နှာစာဟာခက်ထန်ကျစ်လစ်ပြီးရန်လိုတဲ့ပုံစံရှိပါတယ်။ယနေ့ခေတ်ကားအသစ်တွေလိုပျော့ဒီဇိုင်းမျိုးမဟုတ်ပဲဂျပန်ရိုးရာဆာမူရိုင်းသားလိုထောက်မှန်စတူကန်ပုံစံလိုင်းတွေနဲ့ကြွတ်သားထွက်နေတဲ့ပုံစံကိုအချိုးကျကျဖော်ဆောင်ထားတာပါပြီးတော့အနောက်ဘက်ကအဝိုင်းမီလုံးကြီးနှစ်စုံကလည်းငါ့ကိုလာမပြိုင်နဲ့ခါဆိုပြီးတတိပေးနေတဲ့တရံရှိပါတယ်
အတွင်းပိုင်းကိုကြည့်မယ်ဆိုရင်လည်း1999ခုနှစ်ကကားတစ်စီးအတွက်အံ့ဩစရာကောင်းလောက်အောင်ရှေ့ပြေးနေတဲ့ MFD Multifunction Display ဆိုတဲ့ 9.8 လက်မအရွယ်စကရင်လေးပါဝင်ပါတယ်။ဒီစကရင်ကို PlayStation ရဲ့ Game Designer တွေဖြစ်တဲ့ Polyphony Digital ကပူးပေါင်းရေးဆွဲပေးထားတာပါ။အဲ့ဒီခေတ်ကလေးကတာဘိုလေး PR စီပူချိန်နဲ့꿰တဲ့အခါဖြစ်ပေါ်တဲ့ဆွဲအားတွေကို Digital Dashboard စနစ်နဲ့ကားမောင်းသူမြင်အောင်ပြသပေးနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့အားလုံးသိချင်နေကြမဲ့ရှားပါမှုနဲ့ဈေးနှုန်းအပိုင်းကိုပြောပြပါမယ်။ GTR အာတာတီဘိုကို1999ကနေ2002ခုနှစ်အထိစုစုပေါင်း11500ခုနှစ်စီးပဲထုတ်လုပ်ခဲ့ပါတယ်။အဲ့ဒီထဲကမှခုနကပြောတဲ့ Pre-Spec တူးနွားရဲလို့စီကျွန်းလို့ဆိုရင်အရေးအတွက်ရာကနန်း10ကနန်းပဲရှိတာပါ။1999ခုနှစ်စက်ရုံထွက်တုန်းကသူ့ရဲ့ဈေးနှုန်းဟာအမေရိကန်ဒေါ်လာ4000ခွဲဝန်းကျင်ပဲရှိခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ JDM ကားတွေရဲ့တန်ဖိုးမြင့်တက်လာမှုအမေရိကန်နိုင်ငံရဲ့25နှစ်ပြည့်ကားတင်သွင်းခွင့်ဥပဒေကြောင့်အခြေခံအာတာတီဘိုရိုးရိုးတစ်စီးကိုတင်ဒေါ်လာ3သိန်းခွဲကနေဒေါ်လာ2သိန်းကျော်မြန်မာငွေ3000ချီပေါက်ဈေးရှိနေပြီးအထူးမော်ဒယ်တွေဆိုရင်လေလံပွဲတွေမှာဒေါ်လာ4သိန်းကနေ5သိန်းကျော်အထိယူသွဖွယ်ရာပေးဝယ်နေကြရတာဖြစ်ပါတယ်။မော်တော်ကားလောကမှာလျှက်စစ်ကားတွေနေရာယူလာတဲ့ယနေ့ခေတ်အထိအာတာတီဘိုရဲ့နေရာကိုဘယ်ကားမှအစားမထိုးနိုင်ပါဘူး။သူဟာနီးပညာတွေအမြန်နှုန်းတွေထက်မကကားချစ်သူတွေရဲ့စိတ်ဝိညာဉ်နဲ့ကိုယ်ဆက်ပြည့်လို့နှစ်တွေရဲ့ယဉ်ကျေးမှုကိုကိုစားပြုထားတဲ့ဘရင်တစ်ပါးဖြစ်ပါတယ်ကဲတငယ်ချင်းတို့ရောတကယ်လို့ငွေကြေးအကန့်အသတ်မရှိဘူးဆိုရင်ဒီကမ္ဘာကနဝင် GTR အာတာတီဘိုကြီးကိုအိမ်ရောက်ဝယ်စီးမလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးညှင်းခုန်လို့ရပါတယ်